မင်္ဂလာပါမလေးရှားမှမိတ်ဆွေများခင်များဒီနေ့ CI ခရီးစဉ်အတွက်ဝန်ဆောင်မှုပေးခဲ့တာတွေကိုမိတ်ဆက်ပေးပါရစေယနေ့ CI နှင့်ပြန်သူများမလေးရှားတွင်နေထိုင်ရာနေရာများကကင်မရွန်ဟိုင်းလန်းတာစစ်အီပိုအာလော့စတာနာကာဆာရီဘာဒေါ်ပီနန်ဘာတာဝက်ဒေတာအသီးသီးတို့ကဖြစ်ကြပါသည် CI ခရီးစဉ်များအတွက်အလုပ်အပ်ပြီးသည့်နေ့မှစ၍ခရီးစဉ်ပြီးသည့်အထိနေစားငိမ့်နှင့်ရုံးတွင်ပေးဆောင်ရမည့်ကုန်ကျစရိတ်များအပါအဝင်ဖြစ်ပြီးမြန်မာပြည်ရောက်သည့်ခါလဲဟိုတယ်တဲခိုစရိတ်စားစရိတ်ပို့ဆောင်ခတွေပါအပြီးအစီးဖြစ်ပါတယ်မြန်မာပြည်ရောက်သည့်အခါနနက်စာများသုံးဆောင်ပြီးသည့်နေ့ဟိုတယ်မှမွန်ပြည်နယ်မော်လမြိုင်မြို့ကရင်ပြည်နယ်ဘားအံမြို့မွန်ပြည်နယ်ကြိုက်ထိုစင်းကြိုက်မကွေးတိုင်းပဲခူးတိုင်းဒေသအသီးသီးနှင့်ရန်ကုန်တိုင်းမြို့နယ်များကိုအိမ်ရှိအရောက်ပို့ဆောင်ပေးတာဖြစ်ပါတယ်အထူးမှတ်ချက်အနေဖြင့်ကိုဝန်ဆောင်မိခင်များအတွက်လေရင်စီးရန်ဆရာဝန်ထောက်ခံစာအပြီးစီးဖြစ်ပါတယ်ဘလို့အကြောင်းပြချက်နဲ့မှငွေထပ်ပေးရန်မလို့ပါ CI ခရီးစဉ်များအတွင်းမင်္ဂလာမုံမကိုယ်တိုင်ကိုကြလိုက်ပါစီစဉ်ဆောင်ရွက်ပေးတာဖြစ်သည်ဒါကြောင့် CI ခရီးစဉ်အတွက်လိုအပ်ပါကမင်္ဂလာမုံတို့ဆက်သွယ်နိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်ခင်ဗျာ